အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ပတ်တော့ပြီးခဲ့လို့ဗျာနော်မလုပ်လို့မရတော့ကျွန်တော်ပြတဲ့မူရကနာမရများတယ်တဲ့ကိုယ့်ကိုစီစီပြီးတော့ကြိုက်တဲ့ဟာလေးကစားကြည့်နော်တော့ကွက်100လောက်ရှိတယ်လို့ပါတော့ပါသေးတယ်ဗျနော်တိတ်တော့ဘောကမဖြစ်ပါဘူးကိုလည်းညမပြမယ်တော့ခက်တာဒီကွန်နေရဗျာပြီးတော့ပြီးသေးပါကျွန်တော်ပေးတဲ့ခဏဘာလုံးနဲ့ဘယ်နှကွက်လဲမသိအဲ့တော့ဥယျာဉ်ထဲရပါတော့ပြောဖို့ကျွန်တော်မေ့တယ်ဟုတ်ကိုနဲ့အပူကထိုးမရဘူးထိုးမရတော့လေစိတ်ကဥစ္စာမဖြစ်တော့ဘာကြောင့်မပြောပြတဲ့တော့ဗျာအဲ့နေ့ကခဏ9လုံးညနေမှတင်ကြတယ်ထဲမှာခုံကိုတစ်လုံးနဲ့ခုံကိုတစ်ခုနဲ့နှစ်5 6လောက်လေးအဲ့ဒါကိုထိုးရင်အပူကထိုးအောင်အပူထွက်ကြလို့ရှိရင်ဒီ9လုံးထည့်ရပဲဆိုတာကျွန်တော်လည်းဒီပေးကိုပြောဖို့မေ့ကိုနဲ့လည်းအပူကထိုးမရခက်တယ်ထားလိုက်တော့ဗျာနေစီလို့ဟိုကဒီဟာလေးကဗျာဒီကနှစ်ဆိုင်ပုံစံမျိုးပေးနေတယ်ဆိုတာဘယ်လိုလဲဆိုတော့မကျန်ပြနေတာဟုတ်ပြန်ခုံစကုံကြာသူ့အထက်ပါတနင်္လာနေ့နဲ့လေးကိုဒီမျိုးလုံးပေါင်း38ပါတော့38 break နော်မျိုးလုံးပေါင်းခုံနဲ့ပါတော့ခုနှစ် break လုံးပေါင်းလေးကိုပါတော့လေးကို break ဆိုတာကသူကအမှခုနှစ်နဲ့ထိုးအောင်ခုနဲ့ထိုးအောင်ဗျဆိုဒီ3လေးရဲ့ဆိုတာဘယ်လိုခေါ်မလဲတဲထိုးအောင်3လေးအပြီးဥပမာဗျ38ဆိုရင်38ပါတော့38 break ဖြစ်တယ်လို့ဒီလေးကိုလည်းအပြီးထိုးအောင်လေးကိုအဲ့ပုံစံမျိုးဟို38ပါတော့38 break နော်တော့အလိုကိုလေးပါတော့ကိုလေး break 83ပါတော့83 break နော်ဒီမှာဇလန်ကိုမစဒီမှာနှလုံးပေါင်းလေးက16ပါတော့16 break ဒီနှလုံးပေါင်း16ပါအဲ့16ပါတော့16 break ကထိုးတယ်လို့16လည်းအပြီးထိုးအောင်16တော့ဒီလေးခုမှထိုးအောင်ပေါ့ဗျာအဲ့လို16ဒီမှာတက်ဆိုလေးကိုပါတော့လေးကို break ထိုးတယ်လို့သူကတက်နဲ့ထိုးရမယ်တက်အပြီးထိုးရမယ်ပေါ့အဲ့ဒါပေါ့တက်ဒီမှာကိုတက်သွားတယ်35ပါတော့35 break ဆင်းအဲ့ကိုတက်လာကြတယ်ဒီမှာဆိုလေးခုတက်ဆင်းတယ်တက်ဆင်းတယ်တက်ကိုဆင်း36ဆင်းမလားတော့မဟုတ်ရင်ဘယ်လိုခေါ်ဟိုအလုံးပေါင်း6ပါတော့6 break ကားတဲ့တဘောဒီမှာဒါလေးကျွန်တော်ဝိုင်းရထားတယ်ပေါ့ဗျာဥပမာ36ဆိုရင်3366ကိုပါတော့ကိုbreak ဆိုဒီမှာပေါ့ဒါကိုကြိုက်တဲ့ကီးနဲ့ရှင်းညစ်တဲ့ကီးရင်ကိုထက်ကစားလို့ရတယ်ကစားပါတော့မပြောပါဘူးကျွန်တော်နော်အဲ့ဒါလေးပြောတာအဲ့တခုမှတ်ထားပါနောက်ဒီကောင်ကတော့331ဆင်းတိုင်းအင်္ဂါမနဲ့331ဆင်းတိုင်းနောက်တစ်ပတ်ဒီသူလည်းခုနအပင်လို့ပဲ16ပါတော့16 break 16အပြီးအဲ့လိုမ16ပါတော့16 break နော်16အပြီး16ပါတော့16 break 16အပြီးနော်16ပါတော့16 break အဲ့လို16အပြီးပေါ့16ပါတော့16 break 16အပြီး16ပါတော့16 break 16အပြီး
မှာတစ်ချောက်အပီနော်အဲ့လိုဒီကောင်လည်းတစ်ချောက်ပါတော့တစ်ချောက် break ကိုတစ်ချောက်အပီက6ဝင်ဆင်းသွားတယ်တော့အဲ့လိုတော့ပြီးတယ်လွတ်တော့မလွတ်ဘူးပေါ့ဒီကောင်ဆိုတာတစ်ချောက်ပါတော့တစ်ချောက် break တစ်ချောက်ပါတစ်ချောက်လို့ဒီမှာကျွန်တော်ရားထားပြီးတယ်နော်မဒါလေးပေါ့ကိုကြိုက်လက်ကစားပေါ့ရှိတဲ့ကြောင့်ဆိုပြပေးတာပါထိုးကစားဖို့လည်းမဟုတ်ပါဘူးเนาะနောက်တစ်ခုကရှစ်တပတ်ကရှစ်တပတ်ကဒီခွန်ရှိခတ်တိုင်းဂျာဘင်းညနေခွန်ရှိခတ်တိုင်းတပတ်ကျော်တပတ်ပြီးနောက်တပတ်မှာခွန်ရှိနှလုံးပေါင်းငါခွန်ရှိငါပြီးရမယ်ခွန်ရှိငါပြီးအဲ့တဘောခွန်ရှိငါပြီးမယ်ဒီမှာခွန်ရှိငါသုံးလုံးခွပူပါဘူးအဲ့လိုလေးတွေ့နော်မထာဆိုတာဒီမှာနော်ဒီမှာကဘယ်လိုလဲဆိုတော့ကြာ site တွေ connect တွေများလိုက်တာခုချင်းပြကျွန်တော်နော်ဒီမှာဒီနေ့အင်္ဂါမှာထွက်ပြီးပူလူကြပြီးတောက်ကြ3ရက်စတိုက်ပိတ်တဲ့အပတ်မျိုးကြီးကြုံခဲ့လို့ရှိကျွန်တော်တို့ကဒီတစ်ပတ်ဆို4ပတ်မြောက်ပိတ်တဲ့တွေ့တော့2012ထိပဲကျွန်တော်ကလနာအမရှိလောက်ရှိတယ်အဲ့လေးပဲကျွန်တော်ဆွဲပြီးတော့ဆွဲကြုတ်ကြည့်တဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့လို့ဖြစ်တိုင်းသူလည်းခုနမူရင်းနဲ့မချူမချနာပဲဗျသူ့အထက်ကတော့ကြမနဲ့83တဲ့ထိုးတယ်လို့83ပါတော့83 break 60ပါတော့60 break နော်56ပါတော့56 break 56တဲ့တော့အဲ့လိုတော့ပေးရဒီမှာပေးရင်ဒါပေမဲ့96ပါတော့96 break 96ပါ break အခုနော်အဲ့ဒါဘာမှမတာဒီမှာ96ပါတော့96 break ဒါလေးနော်ဒါလေးဒီကောင်းလေး96ပါတော့96 break နောက်တစ်ခုကဘာလဲဆိုတော့ဘာလေးဖြစ်မလဲဆိုတော့အဲ့အပိတ်ဖြစ်တယ်မို့သူ့အထက်တစ်ပတ်ကျော်ပြီးအရင်အထက်တစ်ပတ်ကတနင်္လာနေ့မနေ့3ဒီအဲ့လို3ရက်ပဲပြီးနောက်တစ်ပတ်မှာ3ပါတော့3 break နော်56ပါတော့56 break 9နှစ်ပါတော့9နှစ် break ခုလည်း9နှစ်ပါတော့9နှစ် break သူကနော်အဲ့တော့ကျွန်တော်လောက်ထားပြီးဒီမှာဒီကောင်လေးဒီမှာနော်ဒီကောင်ဒီမှာနော်9နှစ်ပါတော့9နှစ် break ဘူးကများတယ်မြတ်ကိုစီပြီးတော့ကျွန်တော်ရွေးပေးကြည့်မယ်ဗျာမကိုကစားကြည့်ဦးစတိကောအဲ့လိုဖြစ်တော့ဒီမှာအဲ့လိုပြလို့သူ့အထက်တစ်ပတ်ကတင်းလာညက်နေတာမနဲ့ဒီတော့နောက်တစ်ပတ်ကျတော့ညက်နေကနန်းဒီ31ပါတော့30 break ဒီမှာ83မယ်ခွန်ပါတော့ခွန် break ဟုတ်ပါအဲ့ဒီမှာခွန်ပါတော့ခွန် break နော်ခွန်ပါတော့ခွန် break ခွန်ပါတော့ခွန် break ဒီမှာ39ပါတော့39 break ဟုတ်တယ်နော်ဒီမှာ85ပါတော့ဒီမှာလည်း85 break ဒီမှာကျွန်တော်ရေးထားပြီးတခါဒီမှာ85ပါတော့85 break
နော်ရှင်၅ပါတော့ရှင်၅ပြည့်တဲ့မူကအများကြီးတစ်ခုဆိုအမှကောင်းစုထားပါလေကျွန်တော်နော်ပြောမှာဆိုတော့ဒီလိုဖြစ်လာကောင်းရနေပြကြည့်ဒီခုရှိတယ်တခုရှိရဆိုတာကဒီပိတ်ရဖြစ်တိုင်းများဒီ3ရက်ပိတ်တိုင်းသူ့အထက်ပါကတနင်္လာမနေ့ပိတ်ညထိပ်ဒီ43နှစ်ပြန်ကြတနင်္လာမနေ့ပိတ်ညထိပ်ဒီ2ခွန်ဒီပြန်ကြတနင်္လာမနေ့ပိတ်ညထိပ်2 3ဒီပဲတမီရောမနေ့ပိတ်ညထိပ်2 3ဒီပြန်ကြတယ်မနေ့ပိတ်ညထိပ်6 8ဒီပြန်ကြမယ်နော်သူပေးတော့တာတနင်္လာအင်္ဂါအခုအင်္ဂါပေးမလားအင်္ဂါမကျော်ပေးမလားဒါမို့တပတ်တွင်မဲ့ပေးမလားဘယ်လိုလဲတော့မသိကျွန်တော်လည်းဟိုရက်အတီးကြိုက်သိမပြောရတော့ဗျာအလောက်ကမအားလည်းမအောင်သူဟိုဒါကြီးပြောနေတယ်ဒါကြီးပြတိုင်းထက်ထက်ပြောနေတာသိတော့မဟုတ်ဘူးအလောက်ကဒီနေ့လို့ဆိုရဟုတ်တယ်မအကောင်အဲ့မှာတော့ကြည်ခဏနဲ့အများကြီး9နှစ်ပါတော့9နှစ်ပြည့်ဒီလေးခွဲပေါ့သူကတော့မိုးရကျွန်တော်86တခွဲခုနပြပြီ86ဒီမှာအလေးကနေနှလုံး86 68ပေါ့နော်အားထိုးအဲ့ဒါမွေးမယ်နေ့ရက်တွင်းကအဲ့ဒါမပြတော့ပြလာရရှိတယ်နော်ကြာနေ့ရက်တွင်း93ညပြည့်အဲ့ဒါကဒီမှာရှင်၅ပါတော့ရှင်၅ပြည့်ဒီမှာထားရှိတယ်ကို6ပါတော့ကို6ပြည့်ထားရှိတယ်ခုနဟိုဘက်မှာပြထားတာတိတ်6ပါတော့တိတ်6ပြည့်နဲ့ပါတယ်လည်းနော်ပြထားတယ်အဲ့မှာတိတ်6ပါတော့တိတ်6ပြည့်တိတ်6ပါတော့တိတ်6ပြည့်ဟိုကလည်းဟို36ပါတော့36အပီးနဲ့ဟိုကိုလေးပါတော့ကိုလေးပြည့်ပေါ့ဒါလေးအဲ့တော့ကျွန်တော်ရွေးပေးမယ်ဟိုစမ်းဖြစ်ရင်လေဘယ်လိုခေါ်မလဲခဏလည်းလောက်များတာကျွန်တော်ကခိုးစမ်းမဖြစ်ဘူးဗျခိုးစမ်းမဖြစ်ဘူးဆိုတာကမကစားသိချင်ပေါ့ဗျာတလောက်များဒါမှကိုမကိရှိလို့ဒီကုကိုင်ကစားရင်တော့ပြောလို့ပြန်တော့ကိုကုသကမကောင်းလို့ကိုင်နေဟာကပြတ်သွားရင်လေတိုင်ပတ်ပြအဲ့တော့86လေးတော့မွေးကြည့်ပေါ့ဗျာနော်အထူးကနေပြမယ်အခုဒါတွေအကုန်လုံးကတော့တွေ့ထားပြပေးတာဒါတွေကစားပါလို့ဆိုပြောလို့တာမဟုတ်နော်မကစားလဲဘာမှမဖြစ်ဘူးဘာလို့မကစားပတ်မကိုဘူးနော်ကစားလို့ရရတော့ကောင်းမရတော့လည်းမကောင်းအထူးကကျွန်တော်ကစားစီချင်တာဒီကောင်းလေးကိုဗျာနဲ့ဒီ break တွေဒီ main ကွယ်လေးကျန်တော့ကိုကြိုင်ကစားမကြိုင်မကစားတယ်နော်အဲ့ဒါလေးရှိတယ်ဘုနော်တနင်္လာအဖွင့်နေကအဲ့လိုရှိတယ်ဆိုတော့တနင်္လာအဖွင့်နေကဒီတိုင်းကြီးပြေဦးတနင်္လာအဖွင့်နေကဆက်ကနှမျိုးဖြစ်နေတယ်ဒီထဲမှာကစားမယ်ဆိုတော့တနင်္လာမှာတင်းနေတလုံးအမှားပဲနော်အဲ့တော့ဒီထဲကစားမယ်ဆိုရင်ကိုဥမာတင်းနေကြိုက်တယ်ဆိုဒီစားလေးရတယ်ဗောနော်တင်းနေပါတယ်ဟာတင်းနေတလုံးဟုတ်တယ်မလိုက်ကစားလို့ရတယ်ဒီမှာတစ်ပါထားလေနော်ကစားကြည့်ဖို့တင်းနေတလုံးတော့အမှားမနေ့မထွက်ညနေထိမနေ့မထိညထိနော်ဆက်ပေးမယ်ဆိုရင်ပေါ့ဗျာကဲအလုံးလည်းကျေးဇူးတင်ပါတယ်ဗျာဒုတိယချင်းစီတယ်နော်မင်္ဂလာရှိတဲ့နေ့တည်ပါနဲ့ကောင်းဆုံးပိုင်ဆိုင်နေကြပါလေနော်
အားလုံးပဲတူကြောက်ချင်းချင်းကျေးဇူးတင်ပါတယ်အားလုံးပဲကံကောင်းကြပါစေကိုလပ်ပါ